ဆုံးပါပြီးတော့နည်းနည်းပြည့်တဲ့အထိခေယာမှာမကျွတ်လို့ဖြစ်နေတဲ့ဖခင်ကြီးဦးဝင်းနိုင်ကြောင့်ပြောလာတဲ့သမီးဖြစ်သူမင်္ဂလာပါပရိသတ်ကြီးရှင်အခုဒီဆက်ပြီးမဲ့အကြောင်းအရာလေးကတော့ကွယ်လွန်ပြီးတော့ဆုံးပါသွားပြီးတော့နှစ်နှစ်ပြည့်ပြီးတဲ့အချိန်ထိဘိုးဘွားဆောက်ရှောက်ရေးရိတ်တာမှာကတ်တွင်နေပြီးတော့မကျွတ်မလို့ဖြစ်နေသေးတဲ့ဖခင်ဖြစ်သူဝိုင်းရင်တရုတ်ဆောင်ကြီးဦးဝင်းနိုင်ကြောင့်ကိုပြောပြလာတဲ့သမီးဖြစ်သူမက်ဆုဝေကျောင်းလေးကိုဖော်ပြတင်ဆက်ပေးပါဖြစ်ပါတယ်ရှင်ဝိုင်းရင်ဟာတာတရုတ်ဆောင်ကြီးဦးဝင်းနိုင်ကတော့ဆုံးပါသွားခဲ့တာနှစ်နှစ်နဲ့2လပြည့်မြောက်ခဲ့ပြီဖြစ်ပြီးတော့2023ခုနှစ်မှာလူလောကကြီးတွေကနေထွက်ခွာသွားခဲ့တာပဲဖြစ်ပါတယ်မြန်မာရုပ်ရှင်ဇာတ်ကားတွေတိုင်းမှာမပါမဖြစ်ဟာတာတရုတ်ဆောင်ကြီးတယောက်ဖြစ်အကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့သူဖြစ်ပြီးတော့သူ့ဘဝရဲ့နေဝင်ချိန်ကိုတော့ဘိုးဘွားရိတ်တာမှသာကုံဆိုးရင်းနဲ့လူလောကကြီးတွေကနေထွက်ခွာသွားခဲ့ရရှာတာပါဝိုင်းရင်တရုတ်ဆောင်ကြီးဦးဝင်းနိုင်ဟာတာသမီတွေရှိနေပေမဲ့လည်းတာသမီတွေပေါ်မှာဝန်မမိစေခြင်းတဲ့အတွက်ဘိုးဘွားရိတ်တာမှသာတွားရောက်နေထိုင်မှုအတွက်ရေးချယ်ခဲ့သူဖြစ်ပြီးတာသမီတွေရှိလျက်နဲ့ဘိုးဘွားရိတ်တာမှတွားရောက်နေထိုင်ခဲ့ရလို့ပရိသတ်တွေရဲ့ဝေဖန်မှုတွေပြင်းထန်စွာရရှိခဲ့ပါသေးတယ်ရိတ်တာမှနေထိုင်ရင်းနဲ့ဆုံးမသွားခဲ့ရတဲ့ဦးဝင်းနိုင်ဟာဒီလိုနှစ်တွေကြာတဲ့အထိမကျွတ်မလို့ဖြစ်နေကြတာကိုသမီးဖြစ်သူကဝိညာဉ်မိတဲ့ဆရာစီမှာမေးရင်နဲ့သိခဲ့ရတာဖြစ်ပြီးသူ့အတွက်ပြုလုပ်ပေးတဲ့ကုသိုလ်တွေကိုရရှိပေမဲ့တာတို့မခေါ်နိုင်ဖြစ်ကရိတ်တာထဲမှာပဲလှည့်လည်နေထိုင်ခဲ့ရဆဲဖြစ်ကြောင်းသမီးဖြစ်သူကသိရှိခဲ့ရတာပါအဲ့တွေသူမဖခင်ကောင်းမွန်ရာဘဝကိုကျွတ်ကျွတ်လွတ်လွတ်ရောက်ရှိအောင်သမီးဖြစ်သူမက်ဆုဝေကတက်ကြွနားလေသူတွေနဲ့ဖခင်ဖြစ်သူရဲ့ဝိညာဉ်ကိုပင့်ခေါ်ကရေးစဲချမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်ဖခင်ဖြစ်သူရဲ့ခုလိုမကျွတ်သေးတဲ့ရိတ်တာထဲမှာကျလည်နေကြပုံကိုသမီးဖြစ်သူကခုလိုပြောပြလာခဲ့တာဖြစ်ပါတယ်အဖေဖေကဘဝတစ်ပါးကိုပျောက်သွားဖို့တာတို့မခေါ်ရသေးလို့မပြောင်းနိုင်သေးတဲ့အကြောင်းကိုဝိညာဉ်မေးရင်ထဲမှာသိခဲ့ရတာပါရိတ်တာထဲမှာရှောက်သွားနေရတယ်အဲ့တော့တထားလေးကိုလှုပ်ပေးပါလို့ပြောတော့ဖဖို့တစ်ပါးကဖေးကြီးကိုကိုယ်တိုင်ဖိပြီးတော့ရေစဲချလို့ရအောင်လှုပ်ပေးမယ်လို့ပြောလို့အဖေအတွက်လှုပ်ပေးဖြစ်တာပါစော်ကားတာမဟုတ်ပေမဲ့ပထမဆက်ဆာခြင်းမှာတော့လုံးဝယုံကြည်မရှိခဲ့ပါဘူးဒါပေမဲ့ဆက်ဆာဝင်ပူးခြင်းမှာပဲဖေဖေကလေဖြတ်ထားတဲ့အတွက်ဖေဖေနှကန်းရွှဲတဲ့အတိုင်းနှကန်းရွှဲသွားတယ်လက်ကတ်သွားတယ်ဒါလည်းဖေဖေကအင်တာဗျူးတွေဖြေခဲ့ပြီးတော့ဒါကိုသိနေနိုင်နေဆိုပြီးတော့တိတ်မယုံခဲ့ဘူးနောက်ပိုင်းကျတော့ဖေဖေကပြုံးရင်းနဲ့သူ့သားရောဘာညာမေးလိုက်တဲ့အချိန်မှာသားနမယ်တွေဘာတွေကြတော့အပြည့်လူတွေမသိနိုင်ဘူးကျမလည်းပြောပြထားဘူးလေဒါပေမဲ့နမယ်ကြီးကိုသူ့သက်ရှိစေကခေါ်နေကြတိုင်းခေါ်မိလိုက်တဲ့ခါမှာတော့ရုပ်သွားတာပေါ့နော်ဝိညာဉ်မေးဖြစ်တာကလည်းအလုပ်ကိစ္စတစ်ခုနဲ့သွားရင်းနဲ့သူများကမှန်နေပြောလို့ဖေဖေတော့ဝင်မေးလိုက်အောင်မေးဆိုပြီးတော့ဝင်မေးဖြစ်တာဘာပဲပြောကိုမိဘဘဝတစ်ပါးကိုမကူရသေးဘူးဆိုတာသိရတဲ့အတွက်ရင်ထဲမှာမကားဘူးအဖေကိုယ်တိုင်ဝင်ပူးပြီးတော့ရေစဲချသွားတယ်လို့ယုံကြည်ရလောက်တဲ့အရာတွေအများကြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်ဖခင်ဖြစ်သူရဲ့အသက်ကိုမမီတဲ့အတွက်ဘလို့ဆုံးပါသွားလဲဆိုတာလည်းမေးမိခဲ့တယ်။အုံနောက်သွေးကြောပြက်အသက်ရှူချက်ပြီးတော့တည်သွားခဲ့တယ်ဆိုတာသိခဲ့ရတယ်။အမှန်တိုင်းပြောရရင်ဖေကြီးကိုတာတို့မခေါ်စေချင်ခဲ့ဘူး။အနီးနားမှာပဲရှိပြီးတော့တွေ့ကျင်တဲ့အခါမှာခေါ်ခဲ့ကျင်တာ။အတားစိတ်ပါပဲ။ဒါပေမဲ့လည်းစီးစာရှိမှမကြွဘဲနဲ့ရှောက်သွားနေခဲ့တယ်လေ။ရေလဲစားရဲဆိုတဲ့စကားတစ်ခုကြောင့်ဖေကြီးဝိညာဉ်ကိုခေါ်ပြီးတော့ရေစဲချအမျှဝေပေးခဲ့တာပါဆိုကမကျွတ်လို့သေးတဲ့ဖခင်ဖြစ်သူအကြောင်းကိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။မဆုံးမညာလည်းဘိုးဘွားရိတ်တာမှနေထိုင်သွားတယ်လို့စိုးပွားသွားချိန်မှာလည်းဒီလောက်အချိန်ထိဘဝတစ်ပါးကိုကူပြောင်းနိုင်ခြင်းမရှိခဲ့တဲ့ဟာတာနုပညာရှိကြီးဦးဝင်းနိုင်ရဲ့ဖြစ်ကတော့တကယ့်ကိုမှစိတ်မကောင်းစရာပါပဲ။